မင်္ဂလာပါ AMA Computer Knowledge Sharing Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတစ်ခါကျွန်တော်တင်ပြမှာကတော့ကျွန်တော်တို့ laptop တွေဝယ်တဲ့အခါမှာအရေးအကြီးဆုံးအဓိကချက်တစ်ခုဖြစ်တဲ့ battery ဘယ်လောက်ခံလဲဆိုတာကိုကျွန်တော်တို့စစ်ဆေးတာလေးကိုဖော်ပြပေးမှာဖြစ်ပါတယ် battery ကိုစစ်ဆေးတဲ့အခါမှာကျွန်တော်တို့က software နဲ့စစ်ဆေးလို့ရသလို CMD command ရိုက်ပြီးတော့လည်းစစ်ဆေးလို့ရပါတယ်တခါတရံမှာ software ကအလွယ်တကူမရှိတဲ့အခါမှာကျွန်တော်တို့ CMD command လေးနဲ့စစ်ဆေးပါမယ်အဲ့ဒီမှာတစ်ခုကျွန်တော်သတိပေးချင်တာကမိမိဒီ laptop ကိုကိုယ်တိုင်သွားဝယ်တယ်ဆိုလို့ရှိရင် laptop ဆိုင်မှာဒီ laptop ဒီဘယ်လောက်ခံလဲဆိုတာကိုကျွန်တော်တို့အခုပြသနေတဲ့ဒီ test bar လေးက battery icon လေးကိုကြည့်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်လို့မရပါဘူးဒီ battery icon ကိုထောက်လိုက်လို့ပေါ်လာတဲ့ရာခိုင်နှုန်းပေါ်လာတဲ့ကြံရှိမဲ့နာရီအချိန်ဒီမှန်ကန်ခြင်းမရှိပါဘူးဒီကိုကြည့်ပြီးဆုံးဖြတ်လို့မရပါဘူးကျွန်တော်တို့က battery info viewer ဆိုတဲ့ software လေးနဲ့စမ်းသပ်ပြီးတော့ကြည့်လို့ရသလိုကျွန်တော်တို့ CMD command နဲ့ခေါ်ပြီးတော့လည်းကြည့်လို့ရပါတယ်အခုကျွန်တော်ဖော်ပြပေးသွားမှာကတော့ CMD command ရိုက်ပြီးတော့စစ်ဆေးတာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးလိုက်ပါလှုပ်ဆောင်ကြည့်နိုင်ပါတယ်နောက်ဆုံး CMD command သွားဖို့အတွက်ကျွန်တော်တို့ Windows R လေးကိုတွင်းထည့်လိုက်ပါမယ် run box လေးပေါ်လာပါမယ်အဲ့ဒီမှာ CMD လို့ရိုက်ထည့်လိုက်ပါမယ် command proof ကိုသွားပါမယ်နော်အခုကျွန်တော်တို့ command proof လေးရောက်တဲ့အခါမှာ battery info စစ်ဖို့အတွက်ရိုက်ထည့်ရမယ့်စာလေးက POWERCFG power CFG power CFG နဲ့ slash ကြားထဲမှာ space bar လေးပါမယ်နော် power CFG battery report BATTERY battery report ပြန်ပြောပါမယ် power CFG space bar battery report ဒါလေးနှိပ်ပြီးရိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က enter လေးတစ်ချက်နှိပ်လိုက်ပါenter လေးနှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ C ကနေစပြီးတော့ဒီ HDMI dot ဆိုရင်နောက်ဆုံးထိကိုကျွန်တော်တို့ဒါလေးကို select မှတ်လိုက်ပါ select မှတ်ပြီးတော့ copy ယူလိုက်ပဲပေါ့နော် select မှတ်မယ်ပြီး keyboard က Control C copy ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့ကပိုးဆက်မှာရှိတဲ့ browser တစ်ခုကိုသွားပါအဲ့ဒီ browser ရဲ့ဒီ address bar ထဲမှာ paste လုပ်ပြီးတော့ enter လေးတစ်ချက်နှိပ်လိုက်ပါအဲ့မှာကျွန်တော်တို့သုံးနေတဲ့ laptop မှာတက်ထားတဲ့ battery ရဲ့သူ့ရဲ့စွမ်းဆောင်ရည်တွေတက်တန်းတွေဘာတွေသုံးထားတယ် battery ဘယ်နှကြိမ်ပြန်ပြီးသွားပြီသူ့ရဲ့တက်တန်း hertz ကျန်းမာရေးပေါ့နော်ဘယ်လောက်ကျန်သေးတယ်ဆိုတာကိုကျွန်တော်သွားစစ်လို့ရပါမယ်ခုလို့ကျွန်တော်တို့က battery report လေးကိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ battery health ဒီဘယ်လောက်ကျန်သေးတယ်ဆိုတာကိုတွက်ရပါမယ်လို့တွက်ဖို့ဆိုရင်ကျွန်တော်တို့ calculator လေးခေါ်လိုက်ပါမယ် CALC calculator လေးခေါ်လိုက်မယ်နောက်တွဲပြီးတော့ကျွန်တော်တို့ကဒီမှာ design capacity full charge capacity အဲ့နှစ်ခုမှာကျွန်တော်တို့ကပထမဆုံး full charge capacity ကိုအရင်ဆုံးတည်ပြီးတော့design capacity နဲ့စားမှာဖြစ်ပါတယ်။ calculator လေးခေါ်လိုက်မယ် full charge က2990အစား design capacity က57000စားလိုက်ပါမယ်နော်စားပြီးသွားရင်ဒီကောင်ကိုကျွန်တော်တို့က100နဲ့ပြန်ပြီးတော့မြှောက်ပေးပါမြောက်လာလို့ထွက်လာတဲ့အဖြေဒီဒါကျွန်တော်တို့ battery ရဲ့ health ပါเนาะကျွန်တော်ဒီဆက်လေးဆိုလို့ရှိရင် battery သက်တမ်းလုံးဝမကောင်းတော့ပါဘူးဒါဆိုလို့ရှိရင် 5% ပဲရှိတော့ပါတယ် battery health ပေါ့เนาะအဲ့တော့ဒီ battery လေးကလဲကိုလဲရမှာဖြစ်ပါတယ်အဲ့တော့လူကြီးမင်းတို့ laptop တွေကိုလည်းဝယ်တော့မယ်ဆိုလို့ရှိရင်ဒီ laptop ရဲ့သက်တမ်း battery သက်တမ်းဘယ်လောက်ကြာလဲဆိုတာကြံသေးလဲဆိုတာကိုစစ်ဖို့အရေးကြီးပါတယ်เนาะအဲ့တော့အဲ့လိုစစ်တဲ့အခါမှာဒီကနေပြီးတော့ step bar နေပြီးတော့ဒီ battery icon လေးကိုကြည့်ပြီးစစ်တာမျိုးလုံးဝမလုပ်မိပါသေးနဲ့ခင်ဗျာဒီလိုလေးတွားပြီးစစ်လိုက်တာဒီစိတ်ချဆုံးနဲ့အမှန်ကန်ဆုံးဖြစ်ပါတယ်เนาะအဲ့တော့နောက်ဗီဒီယိုလေးမှာလည်းကျွန်တော်ဘာတွေဆက်လက်တင်ပြဝေးမှာသွားပါဘူးစောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ